အခုမြင်တွေ့နေရတာကတော့တအောင်းပြည်ကုခိုင်ခရိုင်မုံစီမြို့နယ်ထဲမှာရှိတဲ့ကျော်မြတ်ရွာခန်တွေရဲ့တောင်ယာလုပ်ငန်းခွင်မြင်ကွင်းလေးဖြစ်ပါတယ်။ဒီတောင်ယာလုပ်ငန်းဟာမြို့ပြနဲ့အလံဝေးတဲ့တောင်ပေါ်နေသူတွေအတွက်အရေးပါတဲ့အသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်ပါတယ်။တောင်ယာလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုသူတွေထဲမှာအသက်63နှစ်အရွယ်ရှိပြီဖြစ်တဲ့ကျော်မြတ်ရွာကဦးအိုင်ငိုတို့မိသားစုလည်းပါဝင်ပါတယ်။ဦးအိုင်ငိုဟာတောင်ယာလုပ်ငန်းကိုနှစ်ပေါင်း30ကျော်လုပ်ကင်ခဲ့တာဖြစ်ပါတယ်။စိုက်ပျိုးထားတဲ့စပားကနေဆန်အဖြစ်ရောင်းချပြီးသူရဲ့မိသားစုစာဝတ်နေရေးသားသမီးကျောင်းစိတ်တွေကိုတောင်ယာလုပ်ငန်းနဲ့တာထောက်ပံ့ပေးခဲ့လို့ဦးအိုင်ငိုကပြောပါတယ်။ဘွန်းမလို့ပြရတော့ချက်ပြရနော်ဘွန်းမပြရခဲ့တောင်ယာစပားလောက်တာတနစ်ကိုတင်း100ကျော်200နီးပါးရတယ်ပြီးခဲ့တဲ့နေ့ဆိုပိုပြီးရတာပေါ့စပားဆိုင်ရင်စားဖို့တောက်ဖို့တော့လုံလောက်မှုရှိတယ်ပတ်စံမရှိရင်စံပြန်ရောင်းပြီးလိုအပ်တဲ့စီစားဟင်းချုံမုံဆေးလိပ်ပြီးတော့ရွာမှာတာရေးနာရေးတွေလည်းတစ်ဖက်တလန်းကူညီငွေထည့်နိုင်တယ်သားသမီးတွေရဲ့ကျောင်းစရိတ်ကိုလည်းထောက်ပံ့ပေးနိုင်တယ်ကျော်မြတ်ရွာဟာမုံစီနဲ့တနာရီမရှိတဲ့ခရီးဆိုပေမဲ့ကုခိုင်မြို့နယ်တော့3နာရီကြာခရီးရှိတဲ့ကြေးရွာပါရှေးဘဘစင်ဆက်ကလေးကဘဝရှင်တန်ရက်တီရဲ့အတွက်စပားစိုက်ပျိုးတဲ့အပြင်အခြားရွေးချယ်စရာမရှိတဲ့တောင်သူတွေဟာအာနာသိမ့်ပြီးနောက်နိုင်ငံရေးမတည်ငြိမ်မှုကြောင့်ကုန်စင်ုံမြင့်တက်ပြီးတောင်ယာလုပ်ငန်းလုပ်ကင်နေတဲ့တောင်သူတွေကိုအခက်တွေ့စေခဲ့လို့ဝဲငိုကခုလိုဆက်ပြောပါတယ်ပင်မမျိုးဧကပဟောဘဟာရဘချူရဒီအခုကကုန်စင်ုံတွေအခက်ခဲတွေရှိတယ်ဆေးဝယ်တဲ့အခါမှာတချို့ဟာတွေဝယ်ဖို့မတတ်နိုင်ဘူးဒါပေမဲ့မရတဲ့အဆုံးမှာတော့ဝယ်နေရတာပါပဲကျွန်တော်တို့ကစံရောင်းပြီးရတဲ့ပတ်စံတွေကနေဆေးပြန်ဝယ်တာဆိုတော့အစမပြေတာတွေများတယ်လိုအပ်တဲ့ကုန်တွေလိုတလောက်မရခဲ့ပါဘူးတောင်ယာလုပ်ငန်းလုပ်ကင်တဲ့တောင်သူတွေဟာတစ်ဖက်ကမြင့်တက်နေတဲ့ကုန်စည်နှုန်းတွေကြောင့်တက်မျောစာဝယ်မသုံးနိုင်တဲ့အခြေအနေပါဒါကြောင့်လဲတောင်သူတွေအများစုကတဘာဝမြေဩဇာကိုသာအဓိကသုံးနေရတာဖြစ်ပြီးတော့တောင်ယာမြေကိုတစ်နှစ်ကိုတနေရာပြောင်းပြီးစိုက်ပျိုးနေရပါတယ်တောင်ယာလုပ်ငန်းလုပ်ကင်တဲ့သူတွေဟာအရင်စစ်ကောင်စီအုပ်ချုပ်တဲ့ကာလတွေမှာဆိုရင်လုပ်ငန်းခွင်အတွင်းလုံခြုံမှုကင်းမဲ့နေခဲ့ပြီးတော့လမ်းပြပေါ်တာအဖြစ်ခေါ်ဆောင်ခံရတဲ့ဖြစ်စဉ်တွေကလည်းဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုဖြစ်နေခဲ့ပါတယ်အဲ့ဒီထဲမှာအသက်50ကျော်ရှိတဲ့ဒေါ်ရနေကအခက်ခဲတွေကြားကနေမိသားစုစောက်ဝတ်နေရဲ့အတွက်တောင်ယာလုပ်ငန်းကိုတနိုင်တပိုင်လုပ်တာလို့ဆိုပါတယ်ဒေါ်ရနေဟာစစ်ကောင်စီလက်ထက်မှာလမ်းပြပေါ်တာအဖြစ်ခေါ်ဆောင်ခံရမှာစိုးရိမ်တာကြောင့်လုပ်ငန်းခွင်ကနေထွက်ပြေးတိမ်းရှောင်နေရတဲ့အကြောင်းကိုခုလိုပြောပြပါဗျာစစ်ကောင်စီအုပ်ချုပ်တဲ့အချိန်တုန်းကအလုတ်ကောင်းကောင်းလုပ်လို့မရပါဘူးသူတို့လာပြီးဆိုရင်ကျမတို့ထွက်ပြေးနေရပါတယ်အလုတ်ကလှုပ်လိုက်ပြေးလိုက်နေဆိုတော့9လ6လလောက်ကြာသွားပါတယ်အိမ်မှာလည်းမနေရတော့အလုတ်ကမဖြစ်ပြန်ပါဘူးအခုလဲတောင်ယာပဲလုပ်နေရတော့အဆင်မပြေပါဘူးအဆက်ဆက်အရန်ကိုခက်ခဲနေပါတယ်ဈေးကနေဆန်ရအောင်လဲငွေကြီးကအရန်ကိုအခက်ခဲရှိပါတယ်တခါတလေအိမ်မှာသုံးဖို့စီစားဝယ်ဖို့တောင်မှအနိုင်သူများစီအလုပ်လုပ်ဒါမှမဟုတ်ချင်းငါပြီးပြန်ဝယ်ရတဲ့အခြေအနေဖြစ်နေပါတယ်ဒီတောင်ယာအလုပ်စားလုပ်ကလေးကအခုအချိန်ထိစပားတွေပြန်ရောင်းဖို့မပြောနဲ့ဗီဒါစုစားဖို့အတွက်တောင်မှမလောက်ပါဘူးဒေါ်ရနေဟာငယ်စဉ်ဘဝကလေးကနေလက်ရှိအသက်50ကျော်တဲ့အထိတောင်ယာလုပ်ငန်းနဲ့တာအသက်မွေးဝမ်းကြောင်းပြုခဲ့တာဖြစ်ပါတယ်။တချို့နှစ်တွေမှာမိသားစုစောက်ဝတ်နေရဲ့အတွက်ဖူလုံတယ်ဆိုရုံလောက်တာရှိပြီးတချို့နှစ်တွေမှာတော့လုံလောက်မှုမရှိတဲ့အပြင်အခက်ခဲစိန်ခေါ်မှုတွေလည်းအများကြီးကြုံတွေ့နေရတယ်လို့ဆိုပါတယ်။တစ်ဖက်ကမြင့်တက်နေတဲ့ကုန်စည်နှုန်းရဲ့ဒဏ်ကိုအလိုအလဲကြုံတွေ့ခံစားနေကြရပါတယ်။ဒါကြောင့်လဲ PSFTNA ကနေတောင်ပေါ်နေပြည်သူတိုင်းမိမိတို့ရဲ့စာဝတ်နေရေးအတွက်တောင်ယာလေယာလုပ်ငန်းလုပ်ကင်ကြဖို့အတိပေးအပ်ခဲ့ပါတယ်။လက်ရှိတောင်ယာလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုနေကြရတဲ့တောင်ပေါ်နေပြည်သူတွေဟာမိသားစုစာဝတ်နေရေးဖူလုံဖို့အတွက်တောင်ယာလုပ်ငန်းအပြင်တခြားရွေးချယ်လို့ရမယ့်လုပ်ငန်းခွင်တွေရှိလာဖို့ရှာဖွေလုပ်ကင်စားတောက်နေကြရပါတယ်ရှင်။ကျွန်မလွေးပုခရပါ